Second my dream of it, Kapa in Ajido Yeta Giga, Pelevima, Tantu Tanzari, Pitona Yeti, Tilanaka Piema. Yanduga Pilate Donji, the Mayuja Donji, Sabon Yazo Miene, Vidama Polaitima, Shamuche, Ishiro Echima. Tariga, Hypersonic Lenary, Pandi like that with Niegan Suama. American in Ajido Yeta's canary, Suyan Yazo Natale Piabane. The Donji the chat tea like that, Kapa Ajido. အကောင်းဆုံးဆိုတဲ့ aircraft carrier ကြီးတွေဘာမှဆက်လုပ်လို့မရဖြစ်သွားနိုင်ပါတယ်။အဲဒီရေရင်ပေါ်မှာပါတဲ့စစ်သားတွေလေယာဉ်တွေအားလုံးဒုက္ခရောက်သွားနိုင်တဲ့အခြေအနေပါ။ဒါမျိုးလက်နက်တွေအမေရိကန်ရဲ့မဟာဗျူဟာပြိုင်ဘက်ရုရှားနဲ့တရုတ်တို့ကပိုင်ဆိုင်ထားပါတယ်။ဒီဗီဒီယိုမှာတော့ hypersonic missile ဆိုတာဘာလဲဒီလက်နက်တွေရဲ့အားသာချက်တရုတ်ရုရှားတို့ရဲ့နာမည်ကျော် hypersonic လက်နက်တွေအကြောင်းနဲ့အမေရိကန်တို့ဘာလို့နောက်ကျကြံခဲ့လဲဆိုတာတွေကိုတင်ဆက်ပေးပါမယ်။ Hypersonic missile ဆိုတာဘာလဲ Hypersonic နည်းပညာသုံး missile ဆိုတာအတန်ထက်9ဆနဲ့အထက်မြန်တဲ့ missile တွေကိုဆိုလိုတာပါအတန်ထက်9ဆမြန်တယ်ဆိုတာကအနည်းဆုံးတစ်နာရီကီလိုမီတာ4000လောက်ထိသွားနိုင်တဲ့နှုန်းကိုဆိုလိုတာလက်ရှိနည်းပညာအရဆို Hypersonic missile တွေအတန်ထက်အဆ20မြန်တဲ့ missile တွေကိုတီထွင်ထားနိုင်ကြပါတယ်တရုတ်တို့ထုတ်ထားတဲ့ DF-17 အမျိုးအစား Hypersonic missile ရဲ့အရှိန်မျိုးနဲ့ဆိုရင်Coffee ဖြော်ဖို့ရေနွေးကိုတဲတဲ့အချိန်3မိနစ်မပြည့်ခင်ပါပဲအဲ့ဒီဒုံးကြီးကရန်ကုန်ကနေထွက်ပြီးမန်းလေးကိုရောက်နေပါဒီဒုံးကြီးရဲ့အချိန်ကမြန်မာပြည်ကိုဖြတ်ဖို့ဆိုရင်တောင်ကနေမြောက်မြန်မာပြည်ကိုဖြတ်ဖို့ဆိုရင်15မိနစ်ပဲကြာအောင်အဲ့လောက်ထိကိုမြန်တာဒါကြောင့် hypersonic missile တွေကကမ္ဘာမှာကာကွယ်ဖို့အခက်ဆုံးလက်နက်တွေလို့ပြောကြတာကမ္ဘာအဆင့်မြင့်ဆုံး radar လည်းမဖမ်းနိုင်ဘူးဒုံးကြီးလာတာကိုသိတဲ့ချိန်ဒုံးကြီးကပြစ်မှတ်ကိုထိဖို့ရန်နီးနေပြီပြီးတော့ဒီဒုံးကြီးပစ်လိုက်တဲ့နေရာကနေပြစ်မှတ်စီကိုလာတဲ့လမ်းကတက်တဲ့ကြီးလာတာမဟုတ်ပဲလမ်းကြောင်းပြောင်းနေတာငှက်တကောင်လေထဲမှာပြန်နေလို့ပါတစ်ခါလီဘယ်ဘက်ကိုရိမ့်လိုက်တစ်ခါလီကျတော့ညာဘက်ကိုရိမ့်လိုက်နဲ့တွားနေတာဒါကြောင့်ပြစ်လွတ်လိုက်တာကိုချက်ချင်းသိတယ်ဆိုရင်တော့ဂျားဖြတ်ပစ်ချဖို့မဖြစ်နိုင်တော့ပြီးပါပါအခုကမ္ဘာပေါ်မှာအန်ဒီအများဆုံးက HGB နည်းပညာသုံး hypersonic missile HGB သုံး hypersonic missile တွေကကောင်းကင်ကနေပြီးတော့ TSC လက်ကိုဆင်းလိုက်ပြီးမှကိုမဖြတ်စည်းခင်ဒီဘယ်သူမှမမြင်နိုင်တဲ့စီလက်နက်တစ်ခုလိုပါဒါကြောင့်တရုတ်နဲ့ရုရှားဟာ HGB နည်းပညာသူတို့ရဲ့နံပါတ်1ဝက်ဖဲဖြစ်အသုံးပြုနေကြတာပါ HGB နည်းပညာသုံးထားတဲ့ hypersonic missile တွေကိုဘယ်လိုပြစ်လို့လဲဆိုရင်အဲ့ဒီဒုံးကြီးကိုအာကာသအစုံအထိဒုံးမြန်နေနဲ့တည်တော့အဲ့ဒီဒုံးမြန်နေကနေတစ်ဆင့်ကိုလိုချင်တဲ့ပြစ်မှတ်ကိုကိုပစ်ချင်တဲ့ပြစ်မှတ်ကိုတက်တက်ကြီးပစ်လွတ်လိုက်တာထူးခြားမှုကတော့အဲ့ဒီ missile မှာအင်ဂျင်မပါပါအင်ဂျင်မပါဘဲနဲ့ဒီ missile တွေဘယ်လိုသွားလဲဆိုရင်ကမ္ဘာမြေရဲ့ဆွဲအားကိုသုံးပြီးတော့ပဲလွတ်တာအာကာသတွေကနေပြစ်လွတ်လိုက်တဲ့အခါကမ္ဘာမြေဆွဲအားကြောင့်အောက်ကိုအဲ့ဒီဒုံးကြီးကထိုးဆိုင်ဆင်းသွားတာအများမြန်ပြီးတော့ရေဒါရဲ့အားနည်းချက်တွေကိုလည်းအသုံးချပြီးတော့ဒီတွင်ဖန်တီးထားတာကြောင့်ရေဒါဒီမှာလည်းဖမ်းလို့မမိနိုင်ပါဘူးဒါကအန်ဒီရဲ့တော်တော်များတဲ့အနေအထားလို့ပြောနိုင်ပါတယ်လူများစုကဒုံးကြီးဆိုရင်အင်ဂျင်ကြီးနဲ့မီးခိုးတွေတလူထွက်သွားတယ်ထင်ကြပါတယ်ဒါပေမဲ့ glide vehicle တွေကတော့အဲ့လိုမဟုတ်ပါဘူးသူတို့မှာအင်ဂျင်မပါပါဘူးပထမဆုံးလှုပ်ဝက်ချက်ကတော့သူတို့ရဲ့ကိုယ်ထဲပါဒီလက်နက်တွေကလေထဲမှာပြန်နေတာမဟုတ်ပဲလေကိုစီးသွားတာ wave rider နည်းပညာကိုသုံးပြီးတော့တီထွင်ထားပါတယ်သူကိုယ်တွေကထွက်လာတဲ့ short wave လေဖိအားလှိုင်းတွေပေါ်မှာ short တိုက်ပြီးတော့တန်ထက်10ဆမြန်တဲ့အရှိန်နဲ့သွားတာပါဒါကြောင့်အာကာသတွေကနေဘာမီကိုဆင်းလာတဲ့ကျေတပွန်တစ်ခုလိုပဲသူ့အရှိန်ကအရမ်းမြန်ပါတယ်အင်ဂျင်မရှိပေမဲ့ rocket ကပြစ်လွတ်လိုက်တဲ့အရှိန်နဲ့ဘာမီဆွဲအားကိုသုံးပြီးတော့အတန်ထက်10ဆမြန်အောင်ထိန်းထားပါတယ်ပြီးတော့ဒီဒုံးကြီးတွေကလမ်းကြောင်းပြောင်းနိုင်ပါတယ်ဒါဆိုလမ်းကြောင်းဘယ်လိုပြောင်းမကြည့်အောင်ဒီလိုလမ်းကြောင်းပြောင်းနိုင်တဲ့အဓိကအဖြစ်က aerodynamic control လို့ခေါ်ပါတယ်ဒုံးကြီးကအရမ်းမြန်တဲ့အတွက်သူ့ပတ်လေကနေတူကတမ်မိလို့မာကျောသွားပါတယ်ဒီဒုံးကြီးမှာပါတဲ့တောင်ပန်ငယ်ကလေးတွေကို1 degree အပုံ1000ပုံတပုံလောက်ဆောင်းလိုက်ရင်တော့အဲ့လေလူဖိအားကဒုံးကြီးတစ်ခုလုံးကိုဘယ်ညာကွေ့သွားတွန်းဖို့ပေးနိုင်ပါတယ်ဒီအမြန်နှုံးနဲ့လေထဲမှာပြန်နေတဲ့အချိန်လေထုနဲ့ဒုံးကြီးရဲ့ပတ်ထိုင်မှုကြောင့်အပူချိန်တွေအများကြီးတက်လာဒီနေရာမှာအံ့ဩစရာကောင်းတာဒီဒုံးကြီးမှာပါတဲ့ကွန်ပျူတာစနစ်ပါဒုံးကြီးပြင်ဘက်က200 degree centigrade ထိပူလောင်နေပေမဲ့အတွင်းကကွန်ပျူတာကိုတော့အထူးလုပ်ထားတဲ့ ceramic အလွှာရည်နဲ့ကာကွယ်ထားတာကြောင့်မပူပါဘူးအဲ့တော့ဒီကွန်ပျူတာတွေဘယ်လိုအလုပ်လုပ်လဲအင်ဂျင်လည်းမပါဘူးဆိုရင် plastic ကိုဘယ်လိုထုတ်လဲဒီကွန်ပျူတာတွေအလုပ်လုပ်ဖို့အတွက် plastic ကိုဘယ်လိုထုတ်လဲဆိုတာကိုကြည့်အောင် plastic တအားကို thermal battery ကနေပြီးတော့ရယူပါတယ်ပြီးရင်အဲ့ဒီကွန်ပျူတာစနစ်ကိုအလုပ်လုပ်စေပါတယ်ဒီဒုံးကြီးမှာပါတဲ့
AI စနစ်ကတစ်စက္ကန့်ကိုအချိန်ပေါင်းထောင်နဲ့ချီပြီးတော့လေထုဖိအားကိုတွက်ချက်ပါတယ်။ဒါကြောင့်ဒီလေထုဖိအားပေါ်မူတည်ပြီးတော့ဒီ hypersonic missile တွေကဘယ်ဘက်ကိုရွေ့လိုက်ညာဘက်ကိုရွေ့လိုက်ဖြစ်နေတာပါ။ဒါပေမဲ့ဒီနည်းပညာကိုအောင်မြင်ဖို့ခက်ခဲစေတဲ့အချက်လည်းရှိပါတယ်။ဒါပေမဲ့တရုတ်နဲ့ရုရှားတို့ကတော့ဒီအခက်အခဲကိုကျော်လွှားပြီးပြီလို့ယေဘုယျယူဆလို့ရပါတယ်။ဒီနည်းပညာရဲ့အကြီးမားဆုံးရန်သူကယူပဗေဒနိယာမပါအတန်ထက်9ဆမြန်တဲ့အခြေအနေကိုကျော်လွန်လာတဲ့အခါဒီမော်လီကျူးတွေကပလက်စမာဖြစ်ပြောင်းသွားပါတယ်ရေဒါလိုင်းတွေကိုပိတ်ဆို့လိုက်တယ်အဲ့ဒီအချိန်မှာဒီဒုံးကျည်ရဲ့ပြန်တမ်းမှုစနစ်ကိုထိန်းချုပ်ဖို့အတွက်တော်တော်လေးခက်ခဲသွားပါတယ်ဒီဒုံးကျည်ကဘယ်ကိုသွားရမလဲဆိုတာကိုညွှန်ကြားလို့မရနိုင်တော့ဖြစ်ပါတယ်ဒါပေမဲ့တရုတ်နဲ့ရုရှားတို့ကတော့ဒီနည်းပညာခက်ခဲကိုကျော်လွှားခဲ့ပါတယ်သူတို့ကပလက်စမာအလွှာကိုဖောက်ထွက်နိုင်တဲ့လေဆာဆက်သွယ်ရေးကိုသုံးကြတယ်ပြီးတော့တချို့ကလည်းဒုံးကျည်ရဲ့ကိုယ်ရဲ့ဒီဇိုင်းကိုသုံးပြီးတော့ပလက်စမာအလွှာကိုအပေါက်ဖောက်ပြီးတော့ဆက်သွယ်ရေးလုပ်တာမျိုးလုပ်ကြပါတယ်ဒါကြောင့်ပဲကိုလိုချင်တဲ့ပြစ်မှတ်ကိုတိုက်ရိုက်ထိမှန်အောင်ဆောင်ရွက်နိုင်ကြတာမေးစရာတစ်ခုလည်းရှိပါတယ်ဒါလောက်အရှိန်မြန်မြန်နဲ့သွားနေတဲ့ဒုံးကျည်ကိုလမ်းကြောင်းပြောင်းဖို့ညွှန်ကြားနိုင်မှာမလားဆိုတာလူသားတစ်ယောက်တော့မျက်စိတစ်ပိတ်စာအချိန်ကဒီဒုံးကျည်မှာပါတဲ့ AI အတွက်တော့အချိန်အများကြီးရနေတယ်ကျွန်တော်တို့ကအချိန်မှမရှိလို့ထင်ပေမဲ့ဒီဒုံးကျည်မှာပါတဲ့ AI ရဲ့တွက်ချက်မှုကတော့ဒီအချိန်ခဏလေးအတွင်းမှာပဲတွက်ချက်မှုပေါင်းထောင်တောင်းချီလို့လုပ်နိုင်ပါတယ်ဒါကပြစ်လိုက်ရင်ပြီးသွားပြီဆိုရင်ကြည်စံမျိုးမဟုတ်ပါပြစ်မှတ်ကိုမထိမချင်းလမ်းကြောင်းကိုမိုက်ခရိုစက္ကန့်လိုက်ပြင်ဆင်နေတဲ့အသိဉာဏ်ရှိတဲ့ကြည်စံလို့တော့တင်စားကြရတဲ့အထိဖြစ်ပါတယ်ပြစ်မှတ်ကရွေ့သွားတယ်ဆိုရင်လည်းလွတ်သွားမယ်လို့မထင်ပါနဲ့ဒီဒုံးကျည်ကပြစ်လိုက်ရင်ပြီးသွားတယ်ညာစင်မဟုတ်ပါသူကပြစ်မှတ်နောက်ကိုတကောက်ကောက်လိုက်နေတဲ့သူတယောက်ပါဒီဒုံးကျည်ကိုစပစ်လိုက်တဲ့အချိန်မှာလူတွေကလမ်းညွှန်မှုပေးပြီပဲဒီဒုံးကျည်ကသူ့ရဲ့ပြစ်မှတ်ကို lock ကုန်မှု on သွားပြီဆိုရင်တော့ဘလောက်ပဲမြန်တဲ့ရေရင်ဖြစ်ပါစေဘလောက်ပဲမြန်တဲ့လေရင်ပဲဖြစ်ပါစေဒုံးကျည်ကအဲ့နောက်ကိုတောက်လျှောက်လိုက်နေတာဒါကြောင့်သင်းမောကဘလောက်အရှိန်ပြင်းပြင်းနဲ့ကိုယ်ရှောင်ပါအတန်ထက်မြန်တဲ့အရှိန်10ဆနဲ့လာနေတဲ့ဒီလက်နက်ကြီးကတော့လှုပ်ရှားမှုတိုင်းကိုတွက်ချက်ပြီးသားဖြစ်နေပါတယ်။ဒါကြောင့်ထွက်ပြေးဖို့မလွယ်ကူဘူးလို့ဆိုနိုင်ပါတယ်။ဒီဒုံးကျည်တစ်စင်းကဒေါ်လာတန်း40ကနေတန်း100ကျရှိပါတယ်။ပမာယူချက်ဒုံးကျည်တွေထက်အဆ50မကဈေးကြီးပေမဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့လင်းတင်သင်္ဘောတစ်စီးကိုဖျက်ဆီးနိုင်တာကြောင့်တွက်ချေကိုက်တဲ့ယင်းနှမြုပ်နဲ့မှုလို့ဆိုကြပါတယ်။ပြီးတော့ဒီဒုံးကျည်တွေမှာထိပ်ဖူးတွေတက်ဆင်နိုင်ပါတယ်။ဘာမှနျူကလ িয়ার ထိပ်ဖူးတက်နိုင်တဲ့ hypersonic missile ကိုပိုင်ဆိုင်တာနှစ်နိုင်ငံပဲရှိပါတယ်။ရုရှားနဲ့တရုတ်ပါပြီးတော့အဲ့ဒီဒုံးကျည်တွေကရိုးရိုးပောက်ကွဲအားပြင်းစေတဲ့ဒုံးထိပ်ဖူးတွေနဲ့တက်နိုင်ပါတယ်။အဲ့ဒီလိုတက်ဆင်ထားတဲ့ဒုံးထိပ်ဖူးပေါ်မူတည်ပြီးတော့ထိခိုက်ပျက်စီးမှုတွေကွာခြားသွားပါတယ်။နျူကလ িয়ার ထိပ်ဖူးတက်ထားတဲ့ hypersonic missile တစ်လုံးကရေငုပ်သင်္ဘောတစ်စီးကိုထိရင်အဲ့ဒီတစ်စီးလုံးပျက်စီးသွားနိုင်ပါတယ်။ရိုးရိုးပောက်ကွဲစေတဲ့ထိပ်ဖူးတက်ထားတဲ့ hypersonic missile ထိရင်အဲ့ဒီသင်္ဘောက mission တွေဆက်ပြီးလုပ်လို့မရအောင်ပျက်စီးသွားမှာပါ။တကယ်လို့ဘာဒုံးထိပ်ဖူးမှာမပါတဲ့ရိုးရိုး hypersonic missile ထိသွားရင်တော့အဲ့ဒီသင်္ဘောပေါ်မှာရှိတဲ့လေယာဉ်ပြေးလမ်းတွေကသုံးလို့မရနိုင်တော့တဲ့အထိပြင်းပါဒါကြောင့်လေယာဉ်တင်သင်္ဘောတွေကြောက်ရတဲ့အပြင်းထန်ဆုံးလက်နက်ကို hypersonic missile တွေသတ်မှတ်ထားတာပါဒါကြောင့်တရုတ်နဲ့ရုရှားတို့ကအမေရိကန်ရဲ့လေယာဉ်တင်သင်္ဘောတွေရဲ့အန္တရာယ်နဲ့စစ်အခြေစိုက်စခန်းတွေအတွက်ဖြည့်ရှင်းမှုအဖြစ်တစ်ခုကိုရှာတွေ့ထားပြီလို့ဆိုနိုင်ပါတယ်တရုတ်တို့ပိုင်းတဲ့ hypersonic လက်နက်တွေကိုတွားကြည့်ရရင်ပထမဆုံးကတော့ DF-17 မှာဒါကကမ္ဘာပထမဆုံးတက်တော်ဝင်ထားတဲ့ hypersonic glide vehicle အမျိုးအစား hypersonic missile မှာအတန်ထက်10ဆမြန်တဲ့နှုန်းနဲ့မိုင်ပေါင်း1500ကွာဝေးကဘယ်ပြစ်မှတ်ကိုမဆိုထိမှန်နိုင်ပါတယ်ပြီးတော့ DF-17 ကိုအဆင့်မြင့်ထား DF-27 ဆိုတဲ့ hypersonic missile နဲ့ရှိပါသေးတယ်အဲ့ဒီ missile က Pacific သမုဒ္ဒရာရဲ့ဘယ်နေရာကိုမဆိုရောက်အောင်ပစ်နိုင်တဲ့စွမ်းအားရှိပါတယ်အမေရိကန်ရဲ့ Pacific ခန္ဓာတစ်ခုဖြစ်တဲ့ Hawaii အထိရောက်နိုင်တဲ့ missile လို့ကျွမ်းကျင်သူတွေသုံးသပ်ကြကမ္ဘာပေါ်မှာအပြင်းဆုံးနဲ့အန္တရာယ်အများဆုံး hypersonic missile ကိုပိုင်ဆိုင်ထားတာကရုရှားအဲ့လက်နက်က Avangard လို့ခေါ်ပါတယ်အတန်ထက်28ဆမြန်တဲ့နှုန်းနဲ့ပြစ်မှတ်ကိုတွားနိုင်ပါတယ်အဲ့ဒါကတနအီကိုကီလိုမီတာ3000ကျော်ထိရောက်တာနျူကလ িয়ার ထိပ်ဖူးတက်ဆင်ထားတဲ့ဒီလက်နက်ကအမေရိကန်ရဲ့ဘလိုဒုံးပြန်ကာကွယ်ရေးစနစ်ကိုမဆိုကျော်လွှားနိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်ပြီးတော့
တချို့သော hypersonic missile တွေကိုယူကရိန်းနဲ့တိုက်ပွဲတွေမှာရုရှားတို့စပြီးသုံးနေပါတယ်ပုံမှန်အားဖြင့်ဒီ hypersonic missile တွေရဲ့အလေးချိန်ကတာမန်ကားတစ်စီးတဲ့အစာပေါင်းများစွာပိုလေးပါတယ်တရုတ်ရဲ့ DF-17 ဆိုရင်ကားစီး10စီးသာလောက်ကိုလေးလံဒီလိုလေးလံတဲ့တံမီတုံးကြီးကအတန်ထက်10ဆမြန်နဲ့နှုံးနဲ့လာထိတယ်ဆိုတာကတော်တော်လေးပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်မယ်ဆိုတာကျင်းသေးပါတယ်ဒီနေရာမှာ American တို့ဘာလို့ hypersonic missile နည်းပညာမှာနောက်ကျနေတယ်ဆိုတဲ့အကြောင်းကိုရှင်းပြဖို့လိုပါတယ်တကယ်တော့ဒီနည်းပညာရဲ့အစဘိုးအေကြီးက American လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်1968ခုနှစ်မှာ American ဟာ H-15 ဒုံးပျံလေယာဉ်နဲ့အတန်ထက်မြန်တဲ့အရှိန်ကိုအသုံးပြုခဲ့ပြီးပါတယ်ဒါကကမ္ဘာပေါ်မှာဘယ်နိုင်ငံထက်မဆိုအစောဆုံးရှိခဲ့တဲ့နည်းပညာ hypersonic နည်းပညာကို American တို့ရခဲ့တာဒါနဲ့မကသေးပါဘူး American ရဲ့ Space Shuttle တွေကအာကာသထဲကပြန်ဆင်းလာတဲ့ Mach 25အရှိန်နဲ့လေထုထဲမှာရှော့တိုက်ပြန်တန်းတဲ့နည်းပညာကိုဆယ်စုနှစ်ပေါင်းများစွာအသုံးပြုနေတာလက်ရှိတရုတ်နဲ့ရုရှားတို့သုံးနေတဲ့ SGB ရဲ့အခြေခံအဲ့ဒီကနေစတာဒါပေမဲ့2000ပြည့်လွန်နှစ်တွေမှာ American က Prompt Global Strike ဆိုတဲ့စီမံကိန်းနဲ့ကမ္ဘာဘယ်နေရာကိုဆိုတနအီအတွင်းတိုက်ခိုက်ဖို့အတွက်နည်းပညာကိုတီထွင်မှုကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကုန်ကျစရိတ်အရင်ကြီးမားလာရဲ့နည်းပညာပိုင်းဆိုင်ရာမလိုက်နိုင်တာကြောင့်ဒီစီမံကိန်းကိုရပ်ထားခဲ့ပါတယ်နည်းပညာလောကရဲ့ထိပ်သီးစစ်ရေးအင်အားအကြီးမားဆုံးဖြစ်တဲ့ American ပြည်ထောင်စုကဘာကြောင့်ဒီနေ့ခေတ်အရေးပါဆုံးလက်နက်ပြိုင်မှုမှာရုရှားနဲ့တရုတ်ရဲ့နောက်ကိုရောက်သွားတာလဲဆိုရင်ဒါဟာငွေမရှိလို့မဟုတ်ပါဘူးမဟာဗျူဟာကြောင့်နောက်ထပ်အရေးကြီးတဲ့အဓိကအဟန့်တားတော့တိကျမှုပါရုရှားနဲ့တရုတ်ဒုံးကျည်တွေကနျူကလ িয়ার ထိပ်ဖူးတက်ဖို့ရည်ရွယ်တာကြောင့်မီတာရာခိုင်နှုန်းလွဲသွားရင်တော့ပြဿနာမရှိပါဘူး American တို့ကတော့နျူကလ িয়ার ထိပ်ဖူးမတက်ချင်ပဲနဲ့တာမန်ပေါက်ကွဲစေတဲ့လက်နက်တွေကိုပဲဒုံးထိပ်ဖူးဖြစ်အသုံးပြုခြင်းအတန်ထက်မြန်တဲ့အရှိန် Mach 10နဲ့သွားနေတဲ့ဒုံးကျည်ကိုပြစ်မဲ့တမီတာအတွင်းတိတိကျကျထိမှန်မှုစူးစမ်းနေရတာက American ကိုဒီပညာရအချိန်အများကြီးပူကြသွားစေခဲ့တာဒီဒုံးကျည်တွေကိုစမ်းသပ်ဖို့ဆိုရင်တန်ထက်မြန်တဲ့လေလှိုင်ကောင်းလို့ခေါ်တဲ့ wind tunnel တွေလိုအပ်ပါတယ် American ရဲ့ wind tunnel အများစုကစီးရဲခေတ်တိုက်ပွဲကအဟောင်းတွေဖြစ်နေပါတယ်တရုတ်ကတော့လွန်ခဲ့တဲ့10စုနှစ်အတွင်းမှာကမ္ဘာအကြီးဆုံးအဆင့်မြင့်ဆုံး wind tunnel တွေကိုတည်တည်ဆောက်ပြီးစမ်းသပ်မှုပေါင်းရာနဲ့ချီလုပ်ခဲ့ပါတယ်နောက်ချက်ကတော့ American မှာစမ်းသပ်မှုတစ်ခုကြာရှုံးရင်နိုင်ငံရေးရဝေဖန်မှုတွေဘတ်ဂျက်ဖြတ်တောက်မှုတွေကြုံရတတ်ပါတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေကအစအရာတေချာမှစမ်းသပ်ရကြအောင်ရုရှားနဲ့တရုတ်ကတော့ဒီလိုမဟုတ်ပါဘူးအရင်ဆုံးလှုပ်လိုက်တယ်ပြတ်သွားပြီလားပြတ်သွားရင်ဘာကြောင့်ပြတ်လဲဆိုတာလိလိုက်နောက်တစ်ခုချက်ချင်းထပ်လုပ်ပါပြတ်တာတွေကနေသင်ခန်းစာယူပြီးပူကောင်းတဲ့စနစ်ကိုတွားပါတယ်ဒီလိုဆုံးဖြတ်ချက်တွေက American ထပ်ပို့ပြီးတော့ရှေ့ရောက်စေတဲ့ဆုံးဖြတ်ချက်တွေပါတကယ်တော့ hypersonic နည်းပညာဆိုတာ21ရာစုရဲ့ခေတ်သစ်နည်းပညာလို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တော့ဒီနည်းပညာရဲ့ဖခင်ဟာ American ပြည်ထောင်စုပါ American ကသူတို့ရဲ့ကိုပြောက်နည်းပညာကိုလွန်မင်းယုံကြည်ခဲ့ပါတယ်ငါတို့မှာ F-35 တွေရှိနေရင်ဒီလောက်ဈေးကြီးတဲ့ဒုံးကြီးတွေမလိုတော့ဘူးလို့ယူဆခဲ့ကြပါတယ်ဒါကြောင့်သူတို့ဟာသူတို့ကိုယ်တိုင်တွေးရှိခဲ့တဲ့ရင်းနာကိုသိပ္ပံသုတေသနဖြစ်ပဲတစ်တာတွေထည့်သိမ်းခဲ့ပါတယ်ပြီးတော့ American ရဲ့ထုံးစံတိုင်းပဲသူတို့လှုပ်ထားခဲ့တဲ့သုတေသနစာတမ်းတွေကိုပွင့်လင်းမြင်သာစွာထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီထုတ်ပြန်ချက်ကနေတစ်ဆင့်တရုတ်နဲ့ရုရှားတို့ကနည်းပညာတွေရသွားပြီးတော့ကမ္ဘာအန်ဒီရဲ့အရှိဆုံးလက်နက်တွေဖြစ်ပြောင်းလိုက်ကြပါတယ်အခုတော့ American ဟာသူတို့ကိုယ်တိုင်စတင်ခဲ့တဲ့နည်းပညာကိုအခုတော့နောက်ကလိုက်နေရပါ American ဆွန့်လွတ်ခဲ့တဲ့ H-51 Wave Rider စမ်းသပ်မှုလက်ရှိတရုတ်ရဲ့ Wave Rider design တွေအတွက်အဓိကအခြေခံဖြစ်ခဲ့တာ American တို့အတွက်ပို့ပြီးတော့ရင်နာစရာကောင်းခဲ့ပါတယ်အခုတော့ American ကအိပ်ပျော်ကနေနိုးလာပါပြီတိုက် Eagle ဒုံးကျည်တွေကိုအပြင်းထန်စမ်းသပ်နေတယ်လို့အာကာသထဲမှာလည်း hypersonic တွေကိုခြေရာခံနိုင်မဲ့ဂျိုးရူပေါင်းရာနဲ့ချီလွတ်တင်မှုပြင်ဆင်နေပါတယ်တကယ်လို့ဒုံးကျည်တစ်စင်းကလေရင်တင်သင်္ဘောတစ်စီးစီကိုတဲ့ကြီးဦးတည်လာပြီဆိုရင်အဲ့သင်္ဘောပေါ်ကလူတွေစူတောင်းမှုအချိန်တော့ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အတန်ထက်အစာပေါင်းများစွာမြင်တဲ့ဒုံးကျည်တစ်စင်းတဲ့လာနေတာဖြစ်လို့ပါ။ဒါကတော့ American တို့နောက်ကျနေတဲ့ကမ္ဘာအန်ရဲ့အများဆုံးလက်နက် hypersonic missile တွေကြောင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Channel လေးကို Subscribe လုပ်ထားပြီးတောင်းဆိုပါရစေ။